ဒါကျွန်တော်တို့တောင်ကုန်းကနေမြောက်ကုန်းသွားတဲ့လမ်းပေါ့ဗျာဟုတ်တယ်ရပါဖုန်းတစ်လုံးဆိုရပါရဲ့အဒီမှာကျောင်းလို့ဘုတ်တာပါအဒီမှာဆိုရင်ပြုတ်ပါအချိုးဘယ်ဘုတ်ပေါ်တာဘောင်းရှင်းနေတော့ဘောင်းရှင်းနေတော့မသိဘူးမီးလုံးကိုကြည့်တိတာမီးလုံးကိုကြည့်တိတာဟုတ်ပါကြောက်ရှိတ်တိမီးလုံးကိုရိုက်တိမီးလုံးကိုရိုက်တိအလောင်းညှို့ချိုးလေဟိုဒီချိန်လာရောလာဒီကြောက်ကြီးနေရောက်ပါတယ်နေရောက်ပါတယ်တက်ပွေးလေးပြေးကြမယ်နေရောက်လေလေလို့အပေါ်ထဲမှာလာနေလို့ပါတယ်နောက်မှတော့ရှေ့ကိုကြည့်သွားရအောင်ဒီပေါ့ဒီပြေကလေးနဲ့ငိမ့်ငိမ့်ကလေးပဲနောက်ပါပြောကွာဒါကျွန်တော်ဒါတော့မြစ်ဆောင်လမ်းမကြီးပေါ့ဗျာဆိုင်ကလေးလဲကုန်မောင်းမယ်ကြိုက်နေနဲ့အန်ကြီးပေါ့အန်ကြီးပေါ့ပြေတဲ့အောင်ရှေ့မှာတေချာလုံးဟာဘာရတော့မသိဘူးဟိုတိတော့မှာဒီတော့ခြေပေါင်းရှိရဲ့ဆရာယောဘာယူရအဲ့တိုင်းဟိုရဲ့နေမှာကျွန်တော်စိန်နာဆိုလို့ရှိရင်ကျွန်တော်ဘယ်ရောက်မှာဆန်မိုဘိုင်းပေါ့ဗျာနော်ဆန်မိုဘိုင်းဒါတော့ဆန်မိုဘိုင်းမှာလို့ပြည့်စုံပြဒါတော့ပထမပုဂ္ဂလိကဘဏ်ပါဒါတော့ကျွန်တော်တို့ရဲ့စိုက်တွဲဆရာကြီးကိုကျွေးပါမဲနေတယ်လို့မဲနေတယ်ဘုရားတော့ပုံမဲနေရတယ်နောက်ပါနဲ့လို့ဟိုးလိုက်ကျွန်တော်ဘလောက်ရန်ကဘလောက်လာလဲကြည်ပါလို့လာလေးပါခင်ဗျားတို့လာလေးပါဘလောက်ပါလဲခင်ဗျားတို့လာလေးကြည့်ပါလေအညီပါပါဦးကျောင်းဒီလေကျောင်းသွားပြီကျောင်းတော့ကြီးတော့လွဲပါပြီအဲ့ဒါမိသားနဲ့ကြီးပါဒါကြီးကတော့ဟုတ်ပါတယ်ခင်ဗျာမိသားမဲမိသားလာမိသားနဲ့ကြီးပါတော့တယ်ပါကျောင်းလေးဘူးကြီးကြေးအောက်ကြနေပါလေလဲနေတာဘုမကွာတက်ဝဲခဲ့ကြမလားဘာအဲ့ဒီမှာလဲမလားဟုတ်တယ်တက်ဝဲခဲ့ကြမလားမရဟုတ်ကပုံပြီးလဲဆိုလေဟုတ်ပြီဗျာဟောလေဘန်နာမှာရမယ်ဘန်နာဒီတော့ဘန်နာဒါတော့ကျွန်တော်တို့စီပင်ကျောင်းပါလို့ဟိုချင်တယ်ဒီကဟိုလမ်းတော့ဟုတ်တယ်ဒါကျွန်တော်တို့ကံကောင်းမျိုးချက်သေးတော့စီပင်ကျောင်းရမ်းခေါ်ရကျွန်တော်တို့က4ယောက်ကြီး5ယောက်ကြီးဟုတ်ပြီဗျာတော့3လုံး3ပါး45โอเคပါလို့ခေးရမယ်လို့ဒါတော့လမ်းစုံ